ဒီနေ့မှာတစ်နှစ်လုံးပေါ့နော်အားလုံးရင်ခုန်စွာစောင့်မျှော်နေတဲ့ Nobel Prize တွေစပြီးတော့မှကြီးညာနေပြီဖြစ်တယ်အားလုံးပေါ့နော်ကိုယ့်ရဲ့မီဒီယာတွေမှာဖုန်းတွေပေါ်မှာသတင်းတွေမှာ Nobel Prize တွေပေါ့နော်ကြီးညာတာကိုအားလုံးတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီနေ့မှများပေါ့နော်ကိုယ်နာမည်များပါလာမလားဆိုပြီးတော့မှရင်ခုန်စွာစောင့်မျှော်ပြီးတော့မှကိုယ်နာမည်ပါမလားလို့စိတ်ပြစ်လက်ပြစ်ဖြစ်နေလို့လည်းရှိကောင်းရှိမှာပေါ့နော်ဆိုတော့အဲ့တော့ဒီနေ့ Nobel Prize ဆိုတာဘာလဲ Nobel Prize ဆိုတာဘာတပေးတာလဲဆိုတော့သူရဲ့ Nobel Prize ရဲ့နောက်ခံသမိုင်းလေးကိုကျွန်တော်ဒီနေ့ပြောချင်တယ် Nobel Prize ဆိုတာကဒီဆွီဒင်နိုင်ငံသားပေါ့နော်သိပ္ပံပညာရှင် Alfred Nobel ကနေပြီးတော့မှစတင်ပြီးတော့မှသူတည်ထောင်ခဲ့တဲ့ဆုဖြစ်တယ်သူကိုလူသားတွေရဲ့အချိုးကျေးဇူးအတွက်ပေါ့နော်လူသားတွေကောင်းကျိုးအတွက်နှစ်တိုင်းပေးနေတဲ့နှစ်တိုင်းလုပ်ပေးနေတဲ့လူတွေကိုနှစ်တိုင်းဆုချီးမြှင့်တဲ့ဆုဖြစ်တယ်ဒီဆုဖြစ်ပေါ်လာပုံတမိုင်းလေးကိုကျွန်တော်ကြည့်မယ်ဆိုဘယ်လိုဖြစ်လဲဆိုတော့ Alfred Nobel ဆိုတဲ့သိပ္ပံပညာရှင်ပေါ့နော် inventor engineer တယောက်ကသူကdynamite တွေကိုသူကစပြီးတည်ထွင်ခဲ့တယ်ဒီ dynamite တွေကိုတည်ထွင်တဲ့အချိန်မှာကျတော့သူတို့ကဒီတောင်တွေဖြိုခွင်းဖို့ဒီ land တွေအိမ်တွေပေါ့နော်ဒီလိုမျိုးကောင်းကျိုးအတွက်တည်ထွင်ခဲ့ပေမဲ့နောက်ပိုင်းမှာဒီ dynamite တွေကိုဒီစစ်ပွဲတွေအတွက်သုံးပြရာကနေเนาะလူပေါင်းများစွာတည်ကြည်ပစ္စည်းတာမျိုးတွေဖြစ်လာတယ်ပြီးတော့မှဒီ Alfred Nobel ကိုယ်တိုင်ကသူ့ရဲ့တည်ထွင်မှုတွေကြောင့်ပေါ့နော်အရန်ကိုချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်လာတယ်ဒီလိုနဲ့တနေ့ကြတော့ဒီပြင်သစ်သတင်းစာတစ်ခုကိုသူကဖတ်တဲ့ချိန်မှာပေါ့နော်ဒီတည်သွားတဲ့လူတွေနာမည်ကြီးပြီးတော့တည်သွားတဲ့လူတွေကိုအကြောင်းရေးတဲ့ profile ဒီကဏ္ဍမှာသူ့နာမည်ကိုသူကသွားတွေ့တယ်နော်ဘယ်လိုတွေ့လဲဆိုတော့တေမင်းတမန်ကြီး Alfred Nobel တည်သွားပြီဆိုတော့တွေ့တယ်အချိန်မှာဒါတွေ့တဲ့ချိန်မှာ तू ကDonald Trump လို့ပေါ့နော်ဒီ fake news ဆိုပြီးတော့မှထမအော်ပါဘူးထမအော်ပဲနဲ့ဆိုပြီးတော့ဘာဖြစ်လို့လူတွေကပေါ့နော်သူ့ကိုဘယ်လိုမြင်လဲဆိုတာကို तू ကစပြီးတော့နားလည်လာတယ်အစမှာတော့ तू ကငါတီထွန်သိပ္ပံပညာရှင်ကြီးတီထွန်တဲ့လူကြီးဆိုပြီးတော့သူ့ကို तू ထင်ခဲ့ပြီးမဲ့လူတွေကသူ့ကိုပေါ့နော်တေမင်းတမန်ကြီးဆိုပြီးတော့မြင်တာပါလားဆိုပြီးတော့ तू ကတော်တော်လေးကိုတုံ့လောက်သွားတယ်ပြီးတော့မှဖြစ်ချင်တော့ဗမားလဲဆိုတော့တည်သွားတဲ့လူကသူမဟုတ်ပဲနဲ့သူ့ရဲ့ညီပေါ့နော်ဒီ Lovett Noble လို့ခေါ်တယ်သူ့ရဲ့ညီတည်သွားတာကိုသူနဲ့မားပြီးတော့မှသူ့အကြောင်းကိုလိုမျိုးရေးတာမျိုးဖြစ်တယ်ဒါပေမဲ့ဒီသတင်းအားဖြင့်ပေါ့နော်သူကဘာဘယ်လိုသူ့ကိုယ်သူပြန်သုံးသပ်ပြီးတော့မှပေါ့နော်ငါရဲ့လောက်ရက်တွေအကြောင်းမို့လူပေါင်းတော်တော်လေးနစ်နာတာပဲဆိုပြီးတော့မှသူတော်တော်လေး guilty ဖြစ်ပြီးတော့ပေါ့နော်ကိုလက်ပြန်မလုံးဖြစ်ပြီးတော့မှနောက်ပိုင်းမှာပေါ့နော်သူရဲ့ပိုင်ဆိုင်မှုတွေတဖြည်းကိုပေါ့နော်သူတည်ပြီးနောက်ပိုင်းမှာသူပိုင်ဆိုင်မှုတွေကိုလူပေါင်းကောင်းကျိုးအတွက်ပေါ့နော်လှုပ်ဆောင်နေတဲ့လူတွေကိုပေးဖို့သူကဆုံးဖြတ်ချက်ချခဲ့တယ်အဲ့ဒီကနေစပြီးတော့မှဒီနှစ်တိုင်းပေါ့နော်လောကကောင်းကျိုးပေးတယ်ဒီ scientist တွေ physics ရဲ့ medicine physiology chemistry literature peace လို့စတဲ့ economic စတဲ့နယ်ပယ်ရက်တွေမှာလူသားတွေရဲ့ကောင်းကျိုးလုပ်တဲ့လူကိုသူတို့ကနှစ်တိုင်းNobel Prize ဆုချတယ်ပေါ့နော်ဒီအဲ့ဒီကနေစပြီးတော့မှ Nobel Peace ဆိုတာကဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်